လွန်ခဲ့တဲ့65နှစ်လောက်ကနျူကလ িয়ার စစ်ပွဲတစ်ခုဖြစ်ပွားပြီးနောက်ကမ္ဘာကြီးဟာပြတ်သုံးလို့နီးပါးဖြစ်ခဲ့ရပါတယ်။လျှက်စစ်မီနဲ့နိုင်ငံတကာဆက်သွယ်ရေးကွန်ရက်တွေဟာတညရဲနဲ့ပျက်စီးသွားခဲ့ပြီးဤပညာဆိုင်ရာအကျက်သေးကြီးတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။အမေဇုန်တောအုပ်ထဲမှာအလုံးလုံးနေတဲ့ရုက္ခဗေဒနဲ့မျိုးရိုးဗီဇအင်ဂျင်နီယာတို့ဟာစွမ်းရည်အမြောက်များကိုစူးစောင်းပေးနိုင်တဲ့ပန်းပွင့်ပါရှိတဲ့ကမ္ဘာဦးတစ်ပင်ကိုတွေ့ရှိခဲ့ကြပါတယ်။ဒီအရာဟာကမ္ဘာစွမ်းရည်အရင်းမြစ်အသစ်ဖြစ်လာခဲ့ပြီးလူသားတွေကိုပြန်လည်ထူထောင်နိုင်စေခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့ကမ္ဘာဦးတစ်ပင်အားလုံးကိုအစိုးရကထိန်းချုပ်ထားခဲ့ပါတယ်။စစ်ပွဲပြီးနောက်ပိုင်းမွေးဖွားလာကြတဲ့ကလေးတွေရဲ့90%လောက်ဟာမျိုးရိုးဗီဇဆိုင်ရာယောဂတွေနဲ့မွေးဖွားလာကြပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်သိပ္ပံပညာရှင်တွေကကမ္ဘာဦးပတ်ဝန်းကိုလူသားတွေရဲ့မျိုးရိုးဗီဇထဲမှာပေါင်းဆက်ထည့်သွင်းခဲ့ကြပါတယ်။ယခုအခါမှာတော့လူတိုင်းဟာအမြင်အာရုံဒါမှမဟုတ်အကြားအာရုံပုံမကောင်းမွန်ခြင်းစတဲ့မျိုးရိုးဗီဇဆိုင်ရာမြင့်တင်မှုတွေနဲ့အတူမွေးဖွားလာကြပါပြီ။ဒီလိုမျိုးရိုးဗီဇမြင့်တင်ထားသူတွေကိုဂျင်းနစ်စစ်လို့ခေါ်ပြီးသူတို့ဟာဘယင်းတွေလိုနေထိုင်ကြပါတယ်။ဒါပေမဲ့လူသားတွေရဲ့10%ကတော့ကိုယ်ခံအားကျဆင်းမှုယောဂကိုခံစားနေရပြီးသူတို့ရဲ့ခန္ဓာကိုယ်ကဒီမြင့်တင်မှုတွေကိုလက်မခံနိုင်ခဲ့ကြပါဘူး။သူတို့ကိုတော့ special လို့ခေါ်ပြီးလူထူးလူဆန်းတွေဖြစ်တတ်မှာက Genesis Institute မှာတန်ရှင်းရေးနဲ့ပြည်ပြင်ထင်းထင်းရေးလိုအလုပ်ကျန်းတွေကိုပဲလုပ်ခိုင်းနေရှိပါတယ်။ကလိုဝီဟာအကြောင်းလေးလာရေးခီးထွက်လာတဲ့ကျောင်းလူတစ်ယောက်ဖြစ်ဟန်ဆောင်ထားပြီးသူမရဲ့တွဲဖက်ဖြစ်တဲ့ဝီချက်ကလေးထိုင်တဲ့လီယွန်ကတော့တန်ရှင်းရေးသမားဖြစ်ဟန်ဆောင်ထားပါတယ်။လူတိုင်းအာရုံများနေတဲ့အချိန်မှာလီယွန်ကတိတက် area တွေဝင်ရောက်နိုင်ဖို့အတွက်လော့ချထားတဲ့တကားကိုစက်ပစ္စည်းတစ်ခုတုံးပြီးဖွင့်လိုက်ပါတယ်။မြေပုံကိုကြည့်လိုက်တဲ့အခါအနီးနားမှာအဆောင်2ယောက်ရှိနေတာကိုတွေ့လိုက်ရလို့သူကကျွမ်းရုပ်လေးကိုဆင်းလို့လိုက်ပါတယ်။အဆောင်တွေကကျွမ်းရုပ်ကိုဖမ်းမိတဲ့အထိလိုက်ဖမ်းကြပြီးဖမ်းမိသွားတဲ့အခါကျွမ်းရုပ်ထဲကနေအစင်းငွေတွေထွက်လာတာကြောင့်အဆောင်တွေမိလဲသွားပါတယ်။ဒီယုံကအဆောင်တွေစီကတော့ကိုယူပြီးလေဝင်လေထွက်စနစ်စီဝင်ရောက်ကပိုင်တိုင်းတွေထဲကနေတဆင့်တန်းငွေလွှတ်လိုက်တာကြောင့်တကွဲခန်းတွေကတိတ်ပံပညာရှင်တွေပါအိပ်ပျော်တော့ကြပါတယ်။အဲဒီနောက်လီယုံကမျက်နှာဖုံးစွပ်ပြီးတကွဲခန်းနဲ့ဝင်ဖို့ကြိုးစားပေမဲ့ကုတ်နံပါတ်မှားနေပါတယ်။ဒါကြောင့်သူဟာကလိုဝီကိုဆက်သွယ်ပြီးကုတ်မှန်ရှာပေးဖို့ပြောပါတယ်။ပင်မခန်းမဆောင်မှာရှိနေတဲ့ကလိုဝီဟာကောင်လေးတချို့က special တွေကိုတပ်ပြစ်တက်တယ်လို့ပြောနေတာကိုကြားလိုက်ရပါတယ်။တခြားကလေးတွေကမျက်ပင်ပေးနေချိန်မှာသူမကအဲ့ဒီကောင်လေးတွေနဲ့ရန်ဖြစ်လိုက်တာကြောင့်အဆောင်တစ်ယောက်ရောက်လာပြီးတားဆီးလိုက်ပါတယ်။ကလိုဝီဟာအကူကြီးလိုအပ်တယ်လို့ဟန်ဆောင်ကအဆောင်ရဲ့အိတ်ကတ်ထဲကနေမှတ်စုစာအုပ်ကိုခိုးယူလိုက်ပါတယ်။မှတ်စုစာအုပ်ထဲကနေကုတ်နံပါတ်အမှန်ကိုရှာတွေ့သွားပြီးသူမရဲ့တွဲဖက်စီပို့ပေးလိုက်ပါတယ်။ဒီယုံကတခွဲခန်းနဲ့ဝင်သွားပြီးသူ့အမေထားခဲ့တဲ့ငါတို့အားလုံးဟာတသားတည်းပဲငါတို့အားလုံးဟာဓာတ်လူညီမျှတယ်ဆိုတဲ့စာသားပါတဲ့နိုင်အဟောင်းလေးကိုထုတ်ကြည့်ကအာမွေလိုက်ပါတယ်။သူကမောင်းနှံကိုဆွဲပြီးကဘာဦးတစ်ပင်ရှိတဲ့ဆက်ကိုဖွင့်ကမှန်ကိုကရိယာအဟောင်းနဲ့ဖျက်လိုက်ပါတယ်။ပန်းပွင့်ကိုစပြီးဖျက်လိုက်တာနဲ့တစ်ပင်ကစူးပင်တွေကိုပြစ်ခတ်ပြီးအချက်ပေးတယ်နဲ့မြည်လာပါတယ်။လီယုံဟာအကာအကွယ်ဝတ်ထားတာကြောင့်အန္တရာယ်မဖြစ်ခဲ့ပဲနဲ့ပန်းပွင့်အစီနစ်ပါတဲ့အပြာရောင်ဆေးတောင်ကိုအောင်မြင်စွာခွေးယူနိုင်ခဲ့ပါတယ်။အတန်တန်ထွက်လာပြီးအဆောက်အုံကိုသွားလာပစ်ပင်လိုက်ပြီးဖြစ်ကြောင်းနဲ့လူတိုင်းအပြင်ထွက်ကြဖို့ကြေညာပါတယ်။ကလိုဝီကလီယွန်ကိုစောင့်နေဖို့ကြိုးစားပေမဲ့အဆောင်တွေကတခြားကလေးတွေနဲ့အတူသူမကိုအပြင်ထုတ်လိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲလီယွန်ထွက်လာတာကိုသူမမြင်လိုက်ရပါတယ်။အပြင်ရောက်တော့လီယွန်ကကလိုဝီကိုဝန်တိုင်းမိတယ်လို့လုပ်ပြီးဘုံဝင်ရုပ်ကိုလွတ်ကြစေကပြန်ကောက်ပေးလိုက်တဲ့အချိန်ဆေးတောင်လေးကိုဖွက်ပြီးတော့ပေးလိုက်ပါတယ်။အဆောင်တွေကသူ့အိတ်ကတ်တွေကိုစစ်တဲ့အခါမှာနာယီကလွဲပြီးဘာမှမတွေ့ပါဘူးသူတို့ကနာယီကစာသားတွေကိုအတိတ်ပဲမရှိဘူးလို့ပြောပြီးသူ့ကိုလှမ်းပြောင်းနေကြပါတယ်အမြင်အာရုံမြင့်တင်ထားတဲ့အမျိုးသားတစ်ယောက်ကကျောင်းသားတွေကိုစစ်ဆေးနေပေမဲ့ပန်းပွင့်ကိုဝင့်ဝင်ရုပ်ထဲမှာကောင်းကောင်းဖွက်ထားတာကြောင့်ခလိုဝီကလွတ်သွားခဲ့ပါတယ်မိနစ်အနည်းငယ်ကြာတော့လမ်းမပေါ်ကစခွင်ကြီးမှလာနေတဲ့သတင်းကိုခလိုဝီနဲ့လီယွန်တို့ကြည့်နေကြပါတယ်အထက်လွတ်တော်အမတ်ဖရန်ကဝေးပြီးမှစွမ်းရည်မြင့်တင်မှုတွေကိုပြုလုပ်နိုင်ဖို့ပြည်သူတွေကိုထောက်ခံအားပေးဖို့ပြောကြားနေပါတယ်အဲဒီတော့နာမည်ကျော်အဆိုတော်မီဒီယာကမျိုးရိုးဗီဇဆိုင်ရာစီလုံးညီညွတ်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ထူးခြားသူများရက်ကွက်မှာလက်မှတ်အခမဲ့နဲ့လာရောက်ဖျော်ဖြေမယ်လို့ကြေညာပါတယ်လီယွန်နဲ့ခလိုဝီတို့ဟာသူတို့ရဲ့ဟန်ဆောင်ပစ္စည်းတွေကိုလွှတ်ပစ်လိုက်ကြပြီးနာမည်ကျော်တွေနဲ့နိုင်ငံရေးသမားတွေကသူတို့ရဲ့အသက်မွေးဝမ်းကြောင်းတိုးတက်ဖို့အတွက်ပဲspecial တွေကိုဂရုစိုက်ခြင်းဆောင်နေကြတာလို့လီယွန်ကရှင်းပြပါတယ်လမ်းမပေါ်မှာတော့စင်ရဲသားတယောက်ဟာ special ဖြစ်နေလို့အစားအသောက်ဆိုင်ကနေမောင်းထုတ်ခံရပြီးတန်ရှင်းရေးသမားတယောက်ကလည်းမှန်ပြင်းတဲ့ပေါက်မှာရေးထားတဲ့ Genesis တွေတွေ့ပါစေဆိုတဲ့စာသားကိုလိုက်ဖြတ်နေရပါတယ်အချိန်ထဲမှာပဲမီရာရဲ့မန်နေဂျာကချင်းနေတွေအန်ရများလာနေကြောင်းသူမကိုပြောပါတယ် special ရက်ကွက်ဟာအများနဲ့အန်ရများတဲ့နေရာဖြစ်ပြီးလူတွေအများကြီးလာမှဖြစ်လို့ autograph ထိုးပေးတဲ့အစီအစဉ်ကိုမလုပ်တင်ဘူးလို့သူကအကြံပေးပါတယ်မီရာကတော့လူတွေနဲ့မျက်နှာချင်းဆိုင်မတွေ့ရရင်စီလုံးညီညွတ်မှုကိုဘယ်တော့မှရနိုင်မှာမဟုတ်ဘူးလို့ပြန်អော်ပြောပြီးဘယ်ဘဲကိုမှဖျက်သိမ်းမှာမဟုတ်ကြောင်းညှင်းဆိုလိုက်ပါတယ်ဘလိုဝီနဲ့လီယွန်အိမ်ပြန်ဖို့ကြိုးစားတဲ့အခါမှာ special ရက်ကွက်အပြင်ဘက်ကအဆောင်တွေကသူတို့ကိုမလွတ်ပေးခင် ID တွေကိုစတင်စစ်ဆေးပါတယ်လီယွန်ဈေးဝယ်နေတော့ခလိုဝီကဖရန်ရဲ့အင်တာဗျူးကိုကြည့်နေပါတယ်ဖရန်က special တွေအပါအဝင်လူတိုင်းကိုမွေးဖွားပြီးမှစွမ်းရည်မြင့်တင်ပေးနိုင်မယ့်ဆေးကိုတွေးရှိပြီလို့ပြောပါတယ်ခလိုဝီစိတ်လှုပ်ရှားသွားပေမဲ့လီယွန်ကတော့ဒါတွေဟာလိန်ညာမှုတွေပဲလို့ထင်ပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်အိမ်ပြန်ရောက်လာကြပါတယ်အဲ့ဒီနေရာဟာခလိုဝီကအပင်နေဆိုင်ပြီးလီယွန်ကစက်ပစ္စည်းတွေပြည်ပြင်
နဲ့အလုံးယုံတစ်ခုလည်းဖြစ်ပါတယ်လီယွန်ကပတ်မွန်တွေကစွမ်းရည်တွေကိုထုတ်ယူပြီးမတန်ဆွမ်း special ရဲ့ခြေထုလက်ထုတွေမှာတက်ဆင်ပေးပါတယ်ဖောက်တယ်တွေအားလုံးဟာသူတို့နှစ်ယောက်နောက်ထပ်တစ်ရက်လောက်အသက်ရှင်ရည်တည်နိုင်ုံလောက်ပေးချေကြပါတယ်ဖောက်တယ်တွေပြန်သွားကြပြီးနောက် Genesis ဖောက်တယ်တွေပြန်သွားပြီးနောက်မျိုးရိုးဗီဇာမြင့်တင်သူများရက်ကွက်ကမျိုးသားတဦးစီကနေအရေးပေါ်ပြည်ပြင်စရာရှိလို့ခုံးဆက်လာပါတယ်ခလိုဝီကသူတို့အပြင်ထွက်ပြီးမပြင်ပေးကြောင်းရှင်းပြဖို့ကြိုးစားပေမဲ့တုံးဆက်ပေးမယ်လို့ကြားလိုက်တာနဲ့လီယွန်ကလက်ခံလိုက်ပါတယ်ခလိုဝီကသူတို့လုံရဟာတရားမဝင်လို့စိုးရိမ်ပြီးမဲ့လီယွန်ကတော့အဖမ်းမှန်ခံရအောင်ကင်းလဲတဲ့လမ်းကြောင်းတွေနဲ့စစ်စေးရေးဂိတ်တွေကိုရှောင်ကွင်းနိုင်မယ့်နေရာတွေကိုတူးတီးထားကြောင်းပြောပြပါတယ်သူတို့နှစ်ယောက်ဟာစားတောက်ဆိုင်ကြီးတစ်ခုကိုရောက်လာပြီးစပုံမှုကနောက်ဖေးပေါက်ကနေဝင်ခွင့်ပေးလိုက်ပါတယ်စပုံမှုဟာမတန်ဆွမ်းပေမဲ့လှူရှားသွားလာနိုင်စေတဲ့ဆက်ရုပ်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ special တစ်ယောက်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲမျိုးရိုးဗီဇာစက်ညီတမားများလို့ခေါ်တဲ့ဂိုင်းတစ်ခုကပင်မတကားကိုဖျက်ပြီးဝင်လာကမီးဖြတ်လိုက်ပါတယ်လီယွန်ကဝတ်စုံကိုပြင်လို့ပြီးသွားတဲ့အချိန်မှာစပုံမှုကအချိန်ကြီးတွားကြည့်မလို့ခဏဆောင်ပေးဖို့ပြောပြီးထွက်သွားပါတယ်။ဂိုင်းနာတွေကဆိုင်ကိုဖျက်ဆီးပြီးဂျင်းနစ်တွေကိုမညာမတာတက်ဖြတ်ကြပါတယ်။နောက်ဆုံးမှာအခန်းထဲမှာပျက်စီးနေတဲ့စပွဲတွေနဲ့အလောင်းတွေပဲကျန်တော့တဲ့အထိဖျက်ဆီးပြီး graffiti တွေလိုက်ရေးကြပါတယ်။စပုံမှုဟာဒိုင်ယာပြင်းထန်စွာနဲ့မိဖို့ကြောင့်လည်းပြန်ရောက်လာပြီးအခြေအနေကိုလဝီနဲ့လီယွန်ကိုတည်ဆုံသွားခဲ့ပါတယ်။သူတို့ထွက်ပြေးဖို့ကြိုးစားပေမဲ့နောက်ဖေးတကားကလော့ကျနေတာကြောင့်အစီအစဉ်တစ်ခုလိုအပ်လာပါတယ်။လီယွန်ကစပုံမှုရဲ့ဝတ်စုံကိုဝတ်ဆင်ရမှာကူညီပေးဖို့ခလိုဝီကိုပြောပါတယ်။မိနစ်အနည်းငယ်ကြာတော့လူစိုးနှစ်ယောက်မိဖို့ကြောင့်လည်းဝင်လာပြီးတင်နေတဲ့စပုံမှုကိုတွေ့လိုက်ရပါတယ်။သူတို့ graffiti ရေးနေရင်မနှက်ပြန်လုံးမဲ့ကိစ္စနဲ့နောက်တစ်ရက်မှလုံးမဲ့ကိစ္စကြီးတစ်ခုကြောင့်ပြောဆိုနေကြပါတယ်။လူစိုးတစ်ယောက်ကသူ့မှာအကြံတချို့ရှိတယ်လို့ပြောပေမဲ့ခေါင်းဆောင်ဖြစ်သူကချင်းချောက်လိုက်ပြီးအစီအစဉ်အတိုင်းပဲလုပ်ရမယ်လို့ပြောပါတယ်။သူတို့တဲကတစ်ယောက်ကဆာရွက်တရွက်လွတ်ကျသွားတာကိုခလိုဝီကကောက်ယူလိုက်ပါတယ်။ရန်တွေလာနေတန်ကြတော့လူစိုးတွေထွက်ဖို့ပြင်ကြပါတယ်။ရုပ်တရက်လီယွန်ဝတ်ထားတဲ့ဝတ်စုံကထင်းချုံမရဖြစ်ပြီးသူ့ကိုမတ်တက်ထားရခိုင်ကကောင်တာပေါ်ပြစ်တင်လိုက်တယ်လို့ဖြစ်သွားပါတယ်။လူစိုးနှစ်ယောက်ကချက်ချင်းတိုက်ခိုက်ကြတာကြောင့်လီယွန်ကအိုးတွေရင်နှွေးပူတွေနဲ့ပြန်လည်တိုက်ခိုက်ရပါတယ်။လူရင်းဆန်ကဖြစ်နေတော့ခေါင်းဆောင်ဖြစ်သူရဲ့မျက်နှာဖုံးလန်သွားပြီးမျက်နှာကိုမြင်လိုက်ရပါတယ်။လီယွန်ကောင်တာပေါ်အတွန်းခံလိုက်ရချိန်မှာခလိုဝီကကူညီပါတယ်။အဲဒီနောက်လီယွန်ကဂျုံမုတ်တွေနဲ့ပြစ်ပါပြီးရန်သူတွေကိုမျက်စိမမြင်အောင်လုပ်ကထွက်ပြေးကြပါတယ်။ဝတ်စုံရဲ့အကူအညီနဲ့တကားကိုအတင်းတွန်းဖွင့်ပြီးသူတို့လွတ်မြောက်လာကြပါတယ်။အပြင်ရောက်တော့လီယွန်ဟာဝတ်စုံနဲ့လမ်းလျှောက်ဖို့ခက်ခဲနေတာကြောင့်ခလိုဝီကတွဲပြီးလမ်းကြားထဲခေါ်သွားရပါတယ်။ရဲကားတွေဖြတ်သွားပေမဲ့သူတို့ကမမြင်လိုက်ပါဘူး။ဝတ်စုံရဲ့ခြေထောက်ပိုင်းထိခိုက်သွားတော့ကိုခလိုဝီကတတိထားမိပြီးလီယွန်ကိုအိမ်ပြန်ရောက်အောင်ကူညီပေးခဲ့ပါတယ်။နောက်တစ်နေ့မှာသတင်းတော်တွေကအခင်းဖြစ်ပွားမှုကိုတင်ပြပြီးလုံခြုံရေးကင်မရာကရရှိခဲ့တဲ့လီယွန်နဲ့ခလိုဝီတို့ရဲ့ပုံကိုထုတ်ပြကသူတို့ဟာဂိုင်းအဖွဲ့ဝင်တွေလို့ယူဆကြောင်းကြေညာပါတယ်။သတင်းရရင်ရဲစခန်းကိုဆက်သွယ်ဖို့ပြောပါတယ်။အထူးတပ်ဖွဲ့ခေါင်းဆောင်ကပတိန်ဟုစ်က special ရက်ကွက်ဟာရာဇဝတ်မှုတွေပေါ်ဖွားရနေရဖြစ်လို့မကြခင်ဝင်ရောက်စီးနင်းမယ်လို့ပြောပါတယ်။လီယွန်နဲ့ခလိုဝီတို့ဟာဟုစ်ကိုခေါင်းဆောင်အဖြစ်မှတ်မိလိုက်တဲ့အတွက်ထိတ်လန့်သွားကြပါတယ်။ခလိုဝီကကောက်ရထားတဲ့ဆောင်ရွက်ကိုထိုးကြည့်လိုက်တော့လီယာရဲ့ဂီတာပွဲလက်မှတ်ကြော်ညာနဲ့မြေပုံတေးသေးလေးဖြစ်နေပါတယ်။ရိုးဗီဇာဆက်ညီရေးအဖွဲ့ဟာပွဲကျင်းပစဉ်မှာတိုက်ခိုက်ပြီး special တွေကိုအကြမ်းဖက်သမားတွေအဖြစ်ပုံဖြတ်ဖို့ကြံစီနေမှသူတို့သဘောပေါက်လိုက်ပါတယ်။ထိတ်လန့်သွားတဲ့လီယွန်ကမြို့ကနေထွက်ပြေးဖို့ပစ္စည်းတွေတင်စီပေမဲ့ခလိုဝီကတော့ပွဲလာကြည့်တဲ့လူတွေကိုကယ်တင်တင်တယ်လို့ခိုင်မာပြောနေပါတယ်။လီယွန်ကခါအောက်ပိုင်းတင်နေတဲ့လူနဲ့12နှစ်အရွယ်ကလေးမလေးတယောက်ကဘာမှမလုပ်နိုင်ကြထုတ်ပြရတဲ့အခါငိုနေတဲ့ခလိုဝီကသူ့ကိုတကူကောင်းဆန်တယ်လို့ပြောပြီးထွက်ပြေးသွားပါတယ်။လီယွန်ကတားဖို့ကြိုးစားပေမဲ့သူမမီလိုက်ပါဘူး။အတိတ်အကြောင်းပြန်ပြတဲ့အခန်းတစ်ခုမှာတော့ဆယ်ကျော်သက်လီယွန်ဟာသူ့ဖေခန်းနဲ့ခိုးဝင်ပြီးသူ့ဖိုင်ကိုကြည့်ရကနေသူဟာ special တယောက်ဖြစ်မှသိလိုက်ရပါတယ်။သူ့ဖေကသူ့ကိုမိသွားခဲ့ပါတယ်။ဒီအကြောင်းကိုပြန်တွေးမိပြီးသူ့အမေရဲ့နာရီကိုကြည့်လိုက်တဲ့အခါလီယွန်ဟာတခုခုလုပ်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နိုင်ရင်နိုင်ငံကြတော့ခလိုဝီပြန်ရောက်လာပြီးလီယွန်ကဝတ်စုံကိုမုံမှန်ပြင်ဆင်နေတာကိုတွေ့လိုက်ရပါတယ်။သူမကဝတ်စုံဝတ်ဖို့ကူညီပေးပြီးလီယွန်ကဟုစ်ကိုဖမ်းပြီးဝန်ခံခိုင်းမဲ့ကြောင်းရှင်းပြရင်စွမ်းရည်မြင့်တင်ထားတဲ့လှုပ်ရှားမှုတွေကိုစမ်းသပ်ပြပါတယ်။တန်လုံးတွေကို꿰ပြီးသူ့ရဲ့ခွန်အားကိုပြတာပါတယ်။ဝတ်စုံမှာဝါရကျိုးတွေပါတော့ကိုခလိုဝီကတည်ထားမိပြီးဝတ်စုံကိုတက်ဆင်ဖို့အတွက်ဓာတုဗေဒပစ္စည်းစုကိုရောဆက်ပေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲမီယာက special ရက်ကွက်မှာဖျော်ဖြေနေပါတယ်။ပရိသတ်တွေကအရန်အားပေးကြပြီးခြံစည်းရုပ်ကိုတိုးဝှေ့နေကြလို့အဆောင်တွေကပြန်တွန်းထားရပါတယ်။ဖျော်ဖြေပွဲပြီးမီယာကကားပေါ်တက်ဖို့လုပ်နေတော့အဆောင်တွေကသူမရဲ့လုံခြုံရေးနဲ့မန်နေဂျာကိုရုတ်တရက်တိုက်ခိုက်ပြီးတတိလက်အောင်လှုပ်လိုက်ကြပါတယ်။တပုံတွေကထရက်ကားနဲ့ရောက်လာပြီး graffiti တွေလိုက်ရင်းနေစမှာပဲဟွစ်ကမီယာကိုအသက်ရှင်ချင်းရင်ရင်နေဖို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲလီယွန်ကဝတ်စုံနဲ့မျက်နှာဖုံးစုပ်ဝတ်ပြီးရောက်လာပါတော့တယ်။အပေါ်ကနေခုန်ကြပြီးပြစ်ခတ်ဖို့ကြိုးစားပေမဲ့ခလိုဝီရဲ့ဓာတုဗေဒပစ္စည်းတွေကဝတ်စုံတွေထဲမှာအပင်တွေပဲပေါက်လာစေပါတယ်။လူစိုးတွေကရေမောကြပေမဲ့လီယွန်ကအဲ့ဒီအပင်တွေကိုပဲတုံးပြီးတိုက်ခိုက်ပါတယ်။လူတယောက်တန်းငွေထိသွားပြီးနောက်တစ်ယောက်ကနေပင်တွေနဲ့အဖမ်းခံလိုက်ရပါတယ်။ခလိုဝီကခိုးလာတဲ့ကားပေါ်ကနေမီလာကိုလှမ်းခေါ်ပါတယ်။လီယွန်ကဟျူးစ်နဲ့တူတူတွေကိုတပြိုင်နက်တိုက်ခိုက်ပါတယ်။အစာပိုင်းမှာတူအတာစီရနေပေမဲ့မကြခင်မှာပဲလူအင်အားများလွန်းလို့ဝမ်းပြီးတော့ဖိအားပေးခံရပါတော့တယ်။လီယွန်ကအစွမ်းကုန်ကာကွယ်နေတော့ခလိုဝီကလူစိုးတစ်ယောက်ကိုကားနဲ့ဝင်တိုက်လိုက်ပါတယ်။အဲ့ဒီနောက်လီယွန်ကားပေါ်တက်လိုက်ပြီးမီလာကအလန့်ပြီးអော်လိုက်ပါတယ်။ခလိုဝီကကားကိုမောင်းပြီးထွက်ပြေးကြပါတယ်။
သူတို့အိမ်ကိုအမြန်ပြန်လာပြီးတကားတွေအကုန်ပိတ်လိုက်ကြပါတယ်မျိုးဗီဇမြင့်တင်ရေးစန့်ကျင်သူများကလမ်းမပေါ်မှာသူတို့ကိုလိုက်လံရှာဖွေကြပါတယ် TV သတင်းမှာတော့မီဒီယာပြန်ပွေးဆွဲခံရမှုနေပါဖြစ်ခဲ့ပေမဲ့လူ့ဘဝသူရဲကောင်းတယောက်ကကူညီကယ်တင်ခဲ့ပြီးယခုအခါမီဒီယာဘယ်ရောက်နေမှဘယ်သူမှမသိဘူးလို့ကြေညာနေပါတယ်တိုက်ပွဲမှာလီယွန်ဒန်ရန်ရလာတာကိုမီဒီယာတွေ့သွားပြီးသူမကဆရာဝန်လုပ်ပြီးလူတွေကိုကူညီခဲ့တာလို့ပြောပြရင်ဒန်ရန်ကိုကုသပေးပါတယ်ကလိုဝီကလီယွန်ကိုပန်းပွင့်သူရဲကောင်းအဖြစ်ပုံဆွဲပြီးတော့လီယွန်ကမကြပေမဲ့မီဒီယာကချီးကျူးပါတယ်လီယွန်က Hughes အကြောင်းပြောပြရခါမီဒီယာကမနှက်ပြန်မိသားစုစီမံကိန်းစင်တာမှာ Fran နဲ့အတူပွဲကြီးတစ်ခုရှိလို့အိမ်ပြန်ဖို့လူကြောင့်ပြောပါတယ်။ဒါဟာမျိုးဗီဇမြင့်တင်သူစန့်ကျင်ရေးအဖွဲ့တွေရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်လာမယ်လို့လီယွန်ကသဘောပေါက်လိုက်ပါတယ်။ဒီနေ့မီရာကိုဖမ်းဖို့ကြိုးစားပြီးမနှက်ပြန် Fran ကိုတိုက်ခိုက်ကြမှာပါ။ခိုင်းကမွေးပြီးမှစွန့်ရင်မြင့်တင်မဲ့စီမံကိန်းကိုစန့်ကျင်ပုံရပါတယ်။မီရာကရဲကိုတိုင်ကျင်ပေမဲ့ Hughes ကိုတန်ကိုကပါဝင်နေတာဖြစ်လို့လီယွန်ကတားပြီးတော့အစီအစဉ်တစ်ခုဆွဲလိုက်ကြပါတယ်။နောက်တစ်နေ့မှာမီရာနဲ့လီယွန်တို့ကကလေးလိုချင်တဲ့ဇုံနယ်ပြဟန်ဆောင်ပြီး Family Planning Center ကိုတွားကြပါတယ်။မီဒီယာတွေရဲ့အာရုံစိုက်မှုကိုရှောင်ကျဉ်လို့ဘယ်သူကမှအတိမပေးပဲ appointment မယူဘဲလာခဲ့တာလို့မီဒီယာကဆရာဝန်ကိုပြောပါတယ်။လီယွန်ကဆရာဝန်ကိုစီးရုံးပြီးနေရာအနှံ့လိုက်ပြခိုင်းပါတယ်။လမ်းလျှောက်နေတော့လီယွန်ကတော်တွဲတွေကိုခိုးယူလိုက်ပါတယ်။ပြီးတော့မီဒီယာကဖျော်ဖြေပေးမယ်လို့ကြေညာပြီးဝန်ထမ်းတွေကိုအာရုံလွှဲကလူတိုင်းကိုအခန်းတစ်ခုထဲမှာစုပြီးဘေးကင်းအောင်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအန်တီဂျင်နစ်စစ်တွေရောက်လာပြီးအခန်းမဆောင်မှာလီယွန်နဲ့တွေ့ကြပါတယ်။လူစုတွေကချက်ချင်းတိုက်ခိုက်ကြလို့လီယွန်ကဓာတ်ငွေဘုံတွေနဲ့ပြစ်လိုက်တဲ့ခါမှာသူတို့ရဲ့မျက်နှာဖုံးတွေအရေးပြောကိုကြကုန်ပါတယ်။စာပိုင်းမှာလီယွန်ကောင်းကောင်းခုခံနိုင်ပေမဲ့လူအင်အားကွာခြားလို့မကြခင်မှာပဲလဲကြပြီးအကန်ခံနေရပါတယ်။သူတို့ကလီယွန်ရဲ့မျက်နှာဖုံးကိုခွာလာပြီး Hughes ကမျက်နှာကိုထပ်ခါတလဲလဲထိုးကြည့်ပါတယ်။ရုတ်တရက် Fran ရဲ့လုံခြုံရေးအဖွဲ့ရောက်လာလို့အန်တီဂျင်နစ်စစ်တွေထွက်ပြေးသွားကြပါတယ်။မီလာထွက်လာပြီးလီယွန်တယောက်တည်းဂိုင်းကိုမရှင်နာမဲတီလို့ Fran ကိုဖုံးဆက်ပြီးအတိပေးခဲ့ကြောင်းရှင်းပြပါတယ်။အဆောင်တွေကဘာလို့လူဆိုးရင်တော့မလိုက်တာလဲလို့လီယွန်ကမေးတော့ Fran ကသူ့အတွက်ရေးကြီးဆုံးကလီယွန်ဖြစ်တယ်လို့ပြောပါတယ်။ Fran ဟာလီယွန်ရဲ့အဖေရင်းဖြစ်ကြောင်းပေါ်လွင်သွားပြီးဒီစကားကိုကြားတဲ့ခလိုဝီကလီယွန်သူ့ကိုလင်ခဲ့တယ်လို့ထင်ကထွက်ပြေးသွားပါတယ်။သတင်းတောက်တွေဝင်လာတော့ Fran ကချက်ချင်းနိုင်ငံရေးသမားစတိုင်ဖန်ပြီးသူ့သားဟာ Genesis နဲ့ Special တွေကြားကွာဟမှုလွန်ခဲ့နေကြောင်းတက်တည်ပြနေတယ်လို့ပြောပါတယ်။မနက်ဖြန်မှာ Genesis Unity ကိုမဲပေးပြီးဒီယူတူမှုတွေကိုရပ်တန့်ရမယ်လို့ပြောကြားလိုက်ပါတယ်။နောက်တစ်ပတ်မှာတော့ Fran ရဲ့စီမံကိန်းကိုလူအများစုကအတည်ပြုထောက်ခံလိုက်ပါတယ်။ Special ရက်ကွက်ကိုဘတ်စကားတွေရောက်လာပြီးစင်ရဲသားတွေကိုမြို့ပြင်ကဆေးဘက်ဆိုင်ရာစခန်းတစ်ကိုခေါ်ဆောင်သွားပါတယ်။ကုသမှုပြီးရင် Special ရက်ကွက်နယ်နိမိတ်တစ်တွေကိုဖွင့်လှစ်ပေးပြီးစွန့်ရည်မြင့်တင်ထားတဲ့နိုင်ငံသားတစ်တွေကို Genesis တွေနဲ့ပူးပေါင်းခွင့်ပေးမှာဖြစ်ပါတယ်။စစ်ဘက်ဆိုင်ရာစင်တာမှာလီယွန်ကခလိုဝီအကြောင်းမေးတော့ရှာမတွေ့သေးကြောင်း Fran ကပြောပါတယ်။ Hughes အကြောင်းလီယွန်ပြောတဲ့အခါ Fran ကစကားလမ်းကြောင်းလွှဲပြီးသူ့တောက်ကိုကုသပေးမယ်လို့ပြောပါတယ်။သူ့အမေကိုကုဖို့ကြိုးစားတော့ကတည်ဆုံးသွားခဲ့တာကိုလီယွန်ကထောက်ပြတော့ Fran ကတောင်းပန်ပြီးသူ့အမလုပ်ခဲ့မိကြောင်းဝန်ခံပါတယ်။သူ့ဇနီးတွေကလီယွန်အတွက်စာတစောင်ထားခဲ့ပေမဲ့သူမပေးရခဲ့ကြောင်းသူဆုံးဖြတ်ချက်ချပြီးချိန်မှာလီယွန်ကအိမ်ကထွက်ပြေးသွားပြီဖြစ်ကြောင်းပြောပါတယ်။လီယွန်ကစာကိုဖတ်လိုက်တဲ့အခါမှာသူ့အမေကမိသားစုကိုထားခဲ့ရလို့တောင်းပန်ကြောင်းလီယွန်ကိုလူတော်လူကောင်းတယောက်ဖြစ်လာစေခြင်းပေမဲ့သူ့အဖေကိုမိုးတီးတဲ့စိတ်ကြောင့်နှလုံးသားမကြောတော့မှဆိုရင်ကြောင်းရေးသားထားပါတယ်။မိသားစုဆိုတာအဆုံးထိရှိနေတတ်တာမို့ခွင့်လွှတ်တတ်ဖို့တင်ယူစေခြင်းကြောင့်မှားထားပါတယ်။လီယွန်ကိုကြွေးမိပေမဲ့ဘာမှပြန်မပြောပါဘူး။မိရာရောက်လာပြီးနေငင်းခံဖို့လီယွန်ကိုအပြင်ကိုခေါ်ထုတ်သွားပါတယ်။အပြင်မှာလမ်းလျှောက်နေတော့လီယွန်ကခလိုဝီကိုတွေ့လိုက်ပြီးပွေ့ဖက်ကနှုတ်ဆက်လိုက်ပါတယ်။လီယွန်က Fran ဟာသူ့စီမံကိန်းအတည်ပြုခံရဖို့အန်တီဂျင်နစ်စစ်တွေရဲ့တိုက်ခိုက်မှုတွေကိုစီစဉ်ခဲ့တာဖြစ်မယ်လို့မီရာနဲ့ခလိုဝီကိုပြောပြပါတယ်။သူတို့တက်တင်ပြဖို့လိုအပ်နေတာကြောင့်ခလိုဝီကအကြံထုတ်လိုက်ပြီးမျက်လုံးတုတက်ထားတဲ့အမျိုးသားစီကကင်မရာကိုငှားလိုက်ပါတယ်။အဲ့ဒီနောက်ဆရာဝန်တွေကကုသမှုခံယူမဲ့လူနာကိုရွေးချယ်လိုက်ပါတယ်။ခလိုဝီကလေဝင်လေထွက်ပိုင်နိုင်တဲ့ကနေဝင်ပြီးအကုန်လုံးကိုဗီဒီယိုရိုက်ကူးနေပါတယ်။ Hughes က Fran နဲ့စကားပြောနေပြီးသူတို့ပူးပေါင်းလှုပ်ဆောင်နေတာကိုအတည်ပြုလိုက်နိုင်ခဲ့ပါတယ်။ Special လူနာကိုမေးစေးပေးလိုက်တဲ့အချိန်မှာ Fran ကသူ့အစီအစဉ်ကိုရှင်းပြပါတယ်။အလူရှင်ရဲ့အုံနောက်တွေကဇီဝပစ္စည်းကိုထုတ်ယူပြီးမျိုးရိုးဗီဇပြုပြင်မှုပုံစံကွဲတစ်ခုနဲ့ရောစပ်ကအသက်အရွယ်မရွေးတွေ Genesis တွေစီထိုးသွင်းနိုင်မဲ့အစီအနှစ်တစ်ခုဖန်တီးမှာဖြစ်ပါတယ်။ Fran ကဒါကိုလူသားစင်ကဲဖြစ်စဉ်ရဲ့နောက်တစ်ဆင့်ကိုယူဆပြီးသူ့တောက်ကိုကုသဖို့ပဲအာရုံစိုက်ပါတယ်။ Special တွေအတွက်ဘာမှလုပ်ပေးဖို့အစီအစဉ်မရှိပဲဇီဝပစ္စည်းထုတ်ယူဖို့အတွက်သာသူတို့ကိုလိုအပ်တာဖြစ်ပါတယ်။ခဏကြာမှခလိုဝီကရိုက်ကူးထားတဲ့ဗီဒီယိုကိုတဲတွေထဲမှာရှိတဲ့လူတွေစီကိုဖွင့်ပြလိုက်ပါတယ်။လီယာကငိုကြွရင်သူမှဘာမှမသိခဲ့ရကြောင်း Special တွေကိုတောင်းပန်ပါတယ်။လီယွန်ကသူ့အမေမှားခဲ့တဲ့စီလုံးညီညွတ်မှုအကြောင်းပြောပြီးအားလုံးကိုတတ်ခဲ့ဖို့စီယုံပါတယ်။သူ့ဝိဆောင်ကလည်းကံကောင်းစွာနဲ့ပဲခလိုဝီကဂိုတောင်တော့ကိုထိုးလာခဲ့တာကြောင့်ပြန်လည်ရရှိခဲ့ပါတယ်။နောက်တစ်နေ့မှာလီယွန်ရဲ့အလှည့်ရောက်ပြီးမှု Fran နဲ့ဒူနာပြူတွေအခန်းထဲဝင်လာကြပါတယ်။လီယွန်ကဆောင်းအောင်မှာဖွက်ထားတဲ့သူ့ရဲ့ဝတ်စုံကိုအသုံးပြုလိုက်ပြီးသူ့အဖေကိုဖမ်းချုပ်ကဒူနာပြူတွေစီကဇီဝအနှစ်ဆေးထိုးအပ်ကိုလူယူလိုက်ပါတယ်။ Fran ကတားအတွက်လှုပ်ခက်လာပါလို့ပြောပေမဲ့လီယွန်ကသူ့ကိုမိစ္ဆာကောင်လို့ခေါ်ပြီးအခန်းထဲပိတ်လောင်ထားခဲ့ပါတယ်။
လီယွန်ကကလိုဝီစီကလက်နက်ခဲယမ်းတွေယူပြီးလုံခြုံရေးခန်းစီပြေးပါတယ်အဆောက်နှစ်ယောက်ကိုမြန်မြန်ဆန်ဆန်တိုက်ခိုက်ပြီးနိုင်ယူလိုက်နိုင်ပေမဲ့တယောက်ကဒတိမလစ်ခင်အချက်ပေးခလုတ်ကိုနှိမ့်လိုက်ပါတယ်ကလိုဝီကရဲစခန်းစီဗီဒီယိုပို့ကင်မရာကိုကွန်ပျူတာနဲ့ချိတ်ဆက်နေပေမဲ့9မိနစ်လောက်ကြာပါမယ်လီယွန်တပ်ဝဲထဲဝင်ခင်မီယာကသူ့ကိုနမ်းလိုက်ပါတယ်တဲ့ရရှိတဲ့နေရာမှာလည်းဟျူနဲ့သူ့ကိုင်းသားတွေရောက်လာကြပါတယ်လီယွန်နဲ့စပယ်ရှယ်တွေကသူတို့ကိုဝမ်းပြီးတိုက်ပွဲကြီးစတင်လိုက်ရပါတော့တယ်စပယ်ရှယ်တွေကအိုးတွေပိုက်တွေလိုတာဝန်ပစ္စည်းတွေနဲ့တိုက်ခိုက်ကြပေမဲ့လူအင်အားများတာကြောင့်ရှင်နိုင်နေပါတယ်လီယွန်ရဲ့ဝတ်စုံကမြန်မြန်ဆန်ဆန်လှုပ်ရှားနိုင်ပြီးလူအများကြီးကိုတပြိုင်နက်ရင်ဆိုင်နိုင်စေပါတယ်ကံမကောင်းစွာနဲ့ဟျူကစစ်ကူခေါ်လိုက်လို့တနက်တွေနဲ့လူတွေထက်ရောက်လာကြပါတယ်စပယ်ရှယ်တော်တော်များများပြစ်တက်ခံရပြီးလီယွန်ကဟျူနဲ့တယောက်ချင်းတိုက်ခိုက်ရပါတော့တယ်နောက်ဆုံးမှာဟျူကလီယွန်ကိုဖျော်လင်းလိုက်နိုင်လို့လီယွန်ထွက်ပြေးရပါတယ်လုံခြုံရေးအခန်းထဲမှာလူတယောက်ကမီယာရဲ့လက်ဘေးကိုညှစ်ထားပြီးခလိုဝီကကူညီဖို့အားမရှိပဲဖြစ်နေပါတယ်ကံကောင်းစွာနဲ့ပဲစပယ်ရှယ်တယောက်ရောက်လာပြီးအဲ့ဒီလူကိုအချိန်မီရိုက်ချလိုက်နိုင်ပါတယ်အဲ့ဒီအချိန်မှာပဲကွန်ပျူတာကဗီဒီယိုကိုတင်လို့ပြီးတော့ပြီးခလိုဝီကရဲကိုဆက်သွယ်လိုက်ပါတယ်လီယွန်ကတော့ဒက်ခွဲခန်းစီအတဲတန်တွားနေပြီးဟျူကနောက်ကနေလိုက်ကရိုက်နှံနေပါတယ်စပွဲတွေထင်းချွတ်ခလုတ်တွေပေါ်မှာတိုက်ခိုက်နေရင်လီယွန်ကအခွင့်အရေးရာတုံးကဘာဦးတစ်ပင်ဆက်ကိုဖွင့်လိုက်နိုင်ပါတယ်ပြီးတော့မှန်ကိုပွဲအပ်သွားအောင်ပြစ်ခတ်လိုက်ပါတယ်ဟျူကလီယွန်ကိုဖမ်းပြီးထိုးကြိတ်ကတစ်ပင်စီပြစ်လိုက်တဲ့ချိန်မှန်ကလုံးဝကွဲသွားပါတော့တယ်ဟျူကသူ့ကိုတက်တော့မှဆဲဆဲမှာလီယွန်ကပန်းပွင့်တစ်ပွင့်ကိုဆွဲဖြုတ်လိုက်တဲ့ချိန်တစ်ပင်ကစူးတွေပြစ်ထုတ်လိုက်ပြီးမျက်နှာကိုစောက်ဝင်ကလဲကျတည်ဆုံးသွားပါတယ်နောက်ဆုံးမှရဲတွေရောက်လာပြီးဖရန့်ရဲ့လူတွေကိုဖမ်းဆီးလိုက်ပါတယ်ဒီဘအနှစ်ဆေးထိုးအပ်ကိုလည်းတွေ့ရှိသွားပါတယ်ခလိုဝီနဲ့မီယာကလီယွန်စီရောက်လာကြပြီးအသက်ရှင်နေတဲ့အတွက်ဝမ်းသာနေကြပါတယ်လီယွန်နဲ့မီယာကနောက်တစ်ချိန်ထပ်မံနမ်းလိုက်ကြပါတယ်နောက်တစ်ပတ်မှာတော့တည်င်းတွေကဖရန့်ရဲ့လှုပ်ဝက်အစီအစဉ်တွေအကြောင်းပြောပြပြီးညနေဖုံးစုတွေ့ရကောင်းတယောက်ကလူတွေကိုကယ်တင်ခဲ့ကြောင်းရှင်းပြပါတယ်ဖရန့်ရဲ့တားလို့ကောလာဟာတာတွေထွက်နေပေမဲ့အာနာပိုင်တွေကညှင်းဆိုပါတယ်ကံမကောင်းတာကဖရန့်ကိုတိုင်ကတော့လွတ်မြောက်သွားခဲ့ပါတယ်အစိုးရကခွဲခြားဆက်ဆံတဲ့မူဝါဒတွေကိုအဆုံးသတ်လာပြီးအခုဆိုရင်လူတိုင်းခရိုင်နေကြလွတ်လပ်စွာသွားလာနိုင်ပါပြီ။မီယာကလေဘဲမှာဒဏ်ရာရသွားလို့တချင်းမဆူနိုင်တော့ပေမဲ့လီယွန်နဲ့ပျော်ရွှင်စွာတွဲနေကြပါတယ်။အမောင်ရီထဲကနေရုပ်ပြစင်ပြဖြစ်နေတဲ့ friend ကသူ့တောက်ကိုစောင့်ကြည့်နေပါတော့တယ်။ဒီလိုဗီဒီယိုတွေကိုနောက်ထပ်ကြည့်ရှုနိုင်ဖို့ subscribe လုပ်ပြီး notification တွေဖွင့်ထားပေးကြပါဦးခင်ဗျာ။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်